video အလုပ်လုပ်ချင်စိတ်ဖြစ်လာတာ motivation အကြောင်းလို့အားလုံးသိကြတယ် motivation မှာအကြောင်းအရာလေးနှစ်ခုထပ်ပြီးတော့ NMB ရခွဲကြည့်ကြအောင် away from ဆိုတာရှိတယ် duet ဆိုတာရှိတယ်ချို့တွေကကြတော့ချမ်းသာခြင်းတယ်ဘာကြောင့်ချမ်းသာခြင်းတာလဲလို့မေးရင်မတင်ရဲတာကြီးကိုရှောင်ခွာခြင်းလို့ကြောက်တဲ့အတွက်ကြောင့်ဒီဘက်မှာချမ်းသာအောင်လုပ်မယ်ဆိုရင်အဲ့ဒါမျိုးကြတော့ away from လို့ခေါ်တယ် duet ကတော့ကျွန်တော်ဘာလို့ချမ်းသာခြင်းလဲလို့မေးရင်ကျွန်တော်လူ့ဘဝရောက်လာတော့ချမ်းသာဖို့လုပ်ကိုလုပ်ဆောင်နေတယ်ချမ်းသာခြင်းလို့ကိုချမ်းသာတာဆိုတာမျိုးလုပ်တယ်ဘယ်တာကောင်းတယ်ဆိုတယ်ဆိုတာလည်း away from ကနေပြီးတော့ duet ဖြစ်ရင်တော့ပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ away from ကကြတော့ချမ်းသာခြင်းတယ်ဆိုတာလူတယောက်ကကားတစ်စီးပိုင်တယ်အိမ်တစ်လုံးပိုင်တယ်ဆိုရင်သူကချမ်းသာတယ်လို့သတ်မှတ်တယ်ဆိုရင်ကားတစ်စီးအိမ်တစ်လုံးရှိသွားပြီဆိုတာနဲ့ဆက်လက်ပြီးတော့ကြိုးစားနိုင်ခြင်းကတော်တော်လေးနည်းသွားတယ်ဘာကြောင့်လဲဆိုတော့သူလူကျင်တာပြည့်သွားတာဖြစ်တဲ့ကြောင့်ဘယ်လိုပဲဖြစ်ဖြစ် away from ပဲရှိရှိ duet ပဲရှိရှိအကောင်းဆုံးကတော့ away from ကနေပြီးတော့ duet ဘက်ကိုမဖြစ်မနေပြောင်းဖို့လိုတယ် duet ကကြတော့လှုပ်ချင်လို့ကိုလှုပ်တာဖြစ်တဲ့လို့ကိုလှုပ်တာဆိုတာမျိုးဖြစ်လာတယ်ကြောက်လို့ဒါကိုလှုပ်တာမျိုးမဟုတ်ဘဲနဲ့ sharing လေးလှုပ်စေချင်တာကဘယ်လိုပဲဖြစ်ဖြစ်ကိုဘာကြောင့်မှဖြစ်ဖြစ်ကြီးပွားတိုးတက်ချင်တယ်ဆိုတဲ့စိတ်ရှိတာကတော်တော်လေးကောင်းတယ်ဒီစကလုံးလေးနှလုံးအသိထားခြင်းအပြင်ငါတခုလှုပ်တော့မယ်ဆိုရင် duet ကောင်းတဲ့ဘက်ဖြစ်ကိုဖြစ်ချင်လို့လှုပ်ကိုလှုပ်ချင်လို့လှုပ်တာမျိုးရှောင်ကွာဖို့အတွက်မဟုတ်ဘဲနဲ့အဲ့လိုလေးစဉ်းစားကြည့်နေတယ်ဒါဆိုရင်တော့ရည်ရှိခံနဲ့တိုးတက်ပြောင်းလဲမှုကိုရရှိလာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်